ကလေးကျောင်းကြိုဖို့အတွက်ကိုဒီမောင်လေးချင်းကိုတင်လိုက်တာပေါ့နော်ဟောအမကဒီ VNP class ပါပေါ့9ရက်တစ်နေ့3နာရီဟာကိုတက်လိုက်တာအဆင်ပြေတယ်ဆရာတွေကတော်လဲစိတ်ရှည်တယ်ဒီအကွေပိုင်းနေမှာလဲယူဆတွေကိုလည်းတခြားပြောပြတယ်ဒီလမ်းယူဆတွေရောတေချာလေးလုပ်ပြီးတယ်ပြီးတော့မိဘကလမ်းစီကံအကုန်တေချာပြောပြတယ်ကိုယ်ကိုယုံကြည်မှုရှိအောင်လည်းတေချာလေးသူတို့တင်ပြပေးနိုင်တယ်ပေါ့အမှန်နဲ့တော်တော်လေးမှန်တယ်မှငါဒီဟာအတွက်ကအမျိုးသားရှာပေးထားတာပေါ့ဒီအမမောင်းတဲ့ဟာတော်တော်စိတ်ချသွားတယ်ဒီအကွေပိုင်းနဲ့အရင်ဆိုအမကွေလာတဲ့ပိုင်းရတယ်တိတ်စိတ်မချဘူးပေါ့နော်နည်းနည်းကြမ်းတော့ဟိုဒီဆရာနဲ့တင်မိတာမှဒီကားမောင်းတာလည်းမြန်လာပြီးတော့ဒီကွေလာလမ်းယူဆတွေပါတယ်လို့တော်တော်မှန်လာလို့ဆိုပြီးတော့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ